ပြောချင်းဆိုရင်လာလို့ငါမင်းတို့အချင်းကဘာကြီးလဲတယောက်လာလဲဓာကြီးပဲခေါ်နောက်လာပဲဓာကြီးလဲမြန်မာတချင်းကိုမြန်မာလို့ဆိုမြန်မာတမပေါ့အောင်ဖန်ချီထဲပြီးရှောက်ရှောက်အော်တော့ပါစရှိရွဲ hip hop ကချမဖြတ်စီးနဲ့ညက်ကြီးတဲ့ပါစစီးတဲ့ညံရှိတဲ့ပါစကကိုင်းကလျက်စီးထပြန်ပြီးထွက်နန်းစီကိုမှန်သည်ရမင်းတို့နဲ့မဆိုင်နဲ့ microphone မကိုင်ကြီးနဲ့ဓာတ်လိုက်ပြီးသိနေမယ်လက်ပိုက်ပြီးနေကလေးကချေတိုက်ကြောင်းမဲ့ music ကပေးတေးလိုက်ရေးရှေးမှရောက်လာမှမသေးချတဲ့အခြေအနေလားခံယူချက်ရှိမရှိပဲအရင်ဖြေးလိုက်နမဲကြီးဆရာချင်းရဲ့မင်းဘဝမှာမင်းဟာမင်းနေလိုက်ထန် cry ကမထီတတီနဲ့မင်းတို့ရဲ့ပါစကကိုရာ screech ကိုင်းနဲ့ပရှိမရှိမတိမတက်ဖဲနဲ့ရရေးမဲ့စားပင်ခံကြည့်ကြည့်လိုက်ငါညီတို့အ ਨੇ ဆုံးတော့ဖြစ်လာမဲ့ click တော့မိုက်လို့လားနမဲကြီးဖို့မင်းတို့တွေကမက်လို့လားတက်လို့လားလှုပ်ရှားနေတဲ့တချို့ကောင်တွေကငက်လို့လားမရှက်လို့ပါတချင်းဆိုခက်လို့ပါမပြောပါနဲ့ကျွန်တော်တို့ကအနာရှိတော့နည်းနည်းလေးတော့ဆက်လို့ပါအောက်ခြေကနေလမ်းကရှောက်နေရတဲ့လမ်းမှာငါတဘလောက်နေထားဒီမှမသိငါဖောက်နေရတဲ့လမ်းမှာကြိုးစားရှောက်နေရတဲ့ကျန်တော့6တွေကြားတဲ့ဦးမော်လေးကြားတဲ့ကောင်းတွေငါတင်ကြားရဲ့လမ်းကြောက်နေရတာမဆန်းရန်ခဲနဲ့ပေါ်ရတဲ့ကကြုံဆက်တဲ့တွင်းလူမတ်တဲ့ပြင်းတော့ဘွားတွေမေးပြီးတော့ဂျွန်တဲ့နေတဲ့ကိုမရှိမှတော့တခိုင်းမထွက်ဘူးကြွထွက်နေတဲ့မဲကြီးတွေဘလို့ကတ်နေမင်းအကြောင်းတွေကြားနေရတဲ့ငါရှက်တွေဘွားမေးသွားတဲ့ဘဲလေးတချို့မင်းတို့ကမဆဲပေးသေးတာငါမပြင်းသေးလို့အချင်းလေးတွေထုတ်ပြီးတော့မြင်းလေးကိုအုပ်ဖို့တော့ဘောင်းမဝင်တဲ့တရကင်းလေးလက်ခံလာတစ်ချက်ချင်းမင်းလက်မခံရင်ပင်ခံပြီးမင်းပြောတဲ့အချင်းချင်းမင်းတုတ်တဲ့အတင်းဖြင်းနဲ့မင်းပြောတဲ့စကားတွေကမရှိမစီးမသွင်းမဲ့မင်းတို့တွေနေသေးတဲ့ငါနဲ့ကခက်ကင်းမဲ့Hey, hey, hey, hey.